ဒီနေ့ကြားရပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့တနင်္ဂနွေနေ့အတွက်ကျွန်တော်ရဲ့ Weekend Warrior ဓာတ်တင်ဆက်မှုကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီတနင်္ဂနွေနေ့ရဲ့ဒါအစောဝဲဖြစ်ကတော့9နိုင်ခွဲမှာကစားမယ်ပြင်သစ်လီဂူဝမ်ပွဲစဉ်28ဖြစ် Angers နဲ့ Lion တို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ Warrior ညီကို3ယောက်ကပဲဒီနေ့မှလည်းဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာပွဲထွက်အစင်းချင်းကြည့်လိုက်တော့ဒါ Amred တို့ Moria တို့လိုခြာတိတ်တွေရဲ့စွန့်စားမှုပေါ့နော်သူတို့ရဲ့ခက်မြန်ခက်မာနဲ့ပွဲထွက်17ယောက်နဲ့တင်ဒါနီးပြ Fonseca အပြတ်ဖြတ်နိုင်မယ်လို့လည်းကျွန်တော်အဲ့ဒီတစ်ချက်ပေါ့အဲ့ဒါလေးကိုကျွန်တော်ယုံကြည်နေမိတယ်မရှုံးအောင်ကစားရမယ် Lion အတွက်ကတော့ Angers ဆက်ဆာလို့ရှိရင်သူတို့ကပိုပြီး pressure များတယ်သူတို့ရဲ့ရွေ့မဲ့ဘယ်လိုပြောရစီးချက်နဲ့သွားမဲ့တိုက်စစ်တွေပေါ့နော်လူငယ်တွေဆိုတော့မြန်ဆန်နေဆိုတော့မနေ့ကပွဲအဆက်များထပ်မြင်ရမလားအဲ့တော့ကျွန်တော်တို့နိုင်ပဲကျွန်တော်ထပ်ပြီးရွေးလိုက်ပါခုနနေ့အောင်အကိုလည်းအဲ့ငွေတက်ရနေပါတယ်မနေ့က Brest နဲ့ Rennes ဆိုတာလည်းဒီအခုတွေ့တဲ့နှစ်သင်းရဲ့အထက်အောက်မှာရက်တည်နေတဲ့အသင်းတွေ line ဝဲအောက်မှာဆို Rennes အခုရှိနေတယ်ဒါ Angers ရဲ့အပေါ်မှာဆို Brest ရှိနေတယ်ဆိုတော့ပို့ပြီးတော့ဖိအားများနေတဲ့နိုင်အောင်နိုင်မရမယ်ဆိုတော့ဟိုအသီးနဲ့တတိမျိုးရှိနေတဲ့ line ကိုတော့ပေါ်ကြပြီဟုတ်ကဲ့ပါဆိုတော့ဒီတစ်ခါလဲနှစ်ယောက်တူသွားပြီပေါ့ကျွန်တော်လည်းဒီကိုရိုနဲ့တွေးတူပါတယ်လာရုံနဲ့သဘောကျပါတယ်အဲ့တော့မဖြစ်မနေနိုင်မရမယ်အသင်းနဲ့ရှုံးလဲဘာမှမဖြစ်ဘူးဆိုတော့အသင်းတွေ့တဲ့ပွဲမှာတော့ဒါလာရုံကိုပဲကျွန်တော်လည်းသဘောကျပါတယ်အဲ့တော့တခြား Warriors တွေဘာတွေရွေးထားလဲဟုတ်လားဖွင့်ဖတ်ပြီပေါ့လာရုံသာမိုနာကိုနဲ့ပွဲတုန်းကအတိုင်းတိုက်စစ်ကိုဂိုးမရသည့်တိုင်အောင်ပေါ့နော်တေချာဆော့မယ်ဆိုရင်တော့ချင်းကြီးကတော့ဒါ30အတိုင်းပဲကိုတီးဆို Angers ပါခင်ဗျာ Angers ရောက်လာပြီမက်တာလီကတော့ Lion ပါLion ကိုကွန်းလဲ Lion ပါပဲခင်ဗျာကဲအဲ့ဆိုရင်တော့နည်းနည်းညားသွားပြီဒီနေ့ကြတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော် Weekend Warrior ရဲ့ပွဲကြိုသုံးသက်ချက်ထိုင်းထုတ်လွှင့်မှုအစီအစဉ်ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာလက်ရှိတနင်္လာ15မိနစ်ချိန်မှာကစားမယ့် Inter Milan အသင်းနဲ့ Roma အသင်းတို့ရဲ့ဒါ series ပွဲစဉ်31ကိုတော့ကျွန်တော် Weekend Warrior ညီကို3ယောက်ကပဲဆက်လက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရှင်းတယ်ဒီပွဲအတွက်ဆိုရင်တော့ကျွန်တော်တို့ Inter Milan ကြိုက်တယ်ပေါ့နော် Inter အခင်းချင်းရောလူစင်းရဲ့အရန်ခုံပေါ်ကလူစင်းရောတကယ့်ကိုဖလားတစ်လုံးယူမဲ့ပုံစံမျိုးကစားနေတဲ့ Inter ထွက်လာတယ်တစ်ဖက်က Roma ကတော့အားနည်းချက်တွေရှိတယ်ဆိုရင် Ashley တို့လည်းအရန်ခုံပေါ်မှာရှိနေတယ် Simicas တို့လိုခက်ချမ်းချမ်းဖြတ်ထုတ်နိုင်တဲ့သူတွေလည်းရှိနေတယ်နောက် Vest တို့လိုမျိုးလူစားဝင်တိုက်စစ်မှုဂိုးသွင်းနိုင်တဲ့သူတွေရှိတယ်ဆိုပေမဲ့ကျွန်တော်ကတော့အတွေ့အကြုံရရောအင်ကွင်းအားသာချက်ကော Inter Milan ပြင်ဆင်လာတဲ့တိုက်စစ်အခင်းချင်းကိုပို့ပြီးတော့နှိမ့်ချိုက်တယ်ဗျဟုတ်ကဲ့ပါခုနနေ့အောင်ရှေ့ရမှာတော့ကြောက်ရှေ့ရပွဲလောက်သွားမတက်နိုင်တော့ဆိုတော့ဟို Inter ကိုပဲသဘောကျပါတယ်သူ့ရဲ့ Champion ဆုအတွက်သူပြေးရမယ်တော့ခရီးကိုသူအမြန်ဆုံးပြေးမယ်တော့ထင်တာပဲအင်တာကိုပဲကြိုက်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီပွဲတော့ကတော့တော်တော်များများအင်တာကိုသဘောကျလိမ့်မယ်လို့ထင်တယ်ကျွန်တော်လည်းအင်တာမီလန်သဘောကျပါတယ်အနည်းဆုံးတော့ဟိုချန်ပီယံဆုလိုချင်တယ်ဆိုရင်ဒီလိုပွဲမျိုးကနိုင်ဖို့လေလိုလေလို့ကျွန်တော်ထင်တယ်ရှေ့က3ပွဲလုံးရလက်ချော့ထားတဲ့အတွက်အင်တာမီလန်ဒီပွဲမှာဘယ်လိုပဲဖြစ်ဖြစ်နိုင်အောင်တော့ကန်သွားလိမ့်မယ်လို့တော့ယူဆရတယ်ပေါ့လေကျွန်တော်3ယောက်လုံးကတော့အင်တာမီလန်ရွေးထားတယ်တခြား Warriors တွေဘာတွေရွေးထားမလဲတစ်ချက်လောက်ဖတ်ပြီးပါဦးထပ်တူပြန်ပြီနော်ခုနကတော့ Lion ဒုက္ခပေးတော့ပြင်ကြောက်ရတယ်ကျွန်တော်တို့ဟာမက်တာလီကတော့ Roma ပါဟာကိုကွန် Inter โอเค Inter ရီဟာလီက Roma ကိုချင်းနီက Inter ဗျာဒီခါတော့ကိုချင်းနီကိုတီးကားဆို Inter ပါခင်ဗျာတရွာလုံးနဲ့ရောက်ပါပရိသတ်တွေကဒီနေ့တင်ဆက်ခဲ့တဲ့အရှိကလီဂူဝမ်ပွဲစဉ်ကိုလက်ရှိ Inter Milan နဲ့ Roma တို့ရဲ့ပွဲစဉ်ကိုကြီးခဲ့တဲ့ပရိသတ်တယောက်ချစ်စီတိုင်ကိုကျေးဇူးအထူးပဲရှိပါတယ်လာမယ့်တစ်ပတ်မှာပြန်လည်ပြီးတော့အဆုံတွေ့ကြပါမယ်ခင်ဗျာပြိုင်ပွဲတိုင်းကိုလေးစားနိုင်ယူရတဲ့ကောင်များ